ဖာပွန်ကမမောင်လမ်းပိုင်းမှာရှိတဲ့ကြေးရွာအချို့ဟာဂျမ်ဘတ်စစ်ကော်မရှင်တပ်ရဲ့ဘုံကျဲတာကိုခံရတယ်လို့သိရပါတယ်။ကောင်တူလေအုပ်ချုပ်နယ်မြေအမှတ်၅တပ်မဟာမူဒရခရိုင်ဖာပွန်မြို့နယ်အတွင်းကိုအာရသိန်းဂျမ်ဘတ်စစ်ကော်မရှင်တပ်ရဲ့မြေပြင်စစ်တပ်စစ်ကြောင်းထိုးနေချိန်မှာပဲဖာပွန်ကမမောင်လမ်းဘေးဝဲရတလျှောက်မှာရှိတဲ့ရွာအချို့ကိုစစ်ကော်မရှင်တပ်ကဘုံကျဲတိုက်ခိုက်တာကြောင့်ထိခိုက်ပျက်စီးမှုတွေများပြားနေတယ်လို့မြေပြင်သတင်းအရင်းမြစ်တွေထံကနေသိရပါတယ်။ဖာပွန်ကိုဦးတဲစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်ကော်မရှင်တပ်ကလက်ရှိအချိန်မှာတော့ဖာပွန်ကမမောင်လမ်းပေါ်မှာရှိတဲ့ကတိုင်တီရွာအကျော်ကဖာလုံလေးရွာစီကိုရောက်နေတာဖြစ်ပါတယ်။ဇူလိုင်လ16ရက်မှာကတိုင်တီရွာတောင်ဘက်မှာရှိတဲ့ထီလော်ဒေတာရွာကိုဘုံကျဲတိုက်ခိုက်ခံရတာကြောင့်တရွာလုံးနီးပါးပျက်စီးကုန်တယ်လို့ဒေသခံအချို့ကပြောပါတယ်။တိုက်လီရင်နဲ့မူဒရခရိုင်ဒွဲလူမျိုးနယ်ထီတာဘလူထာအုပ်စုထီလော်ဒေတာရွာကိုဘုံလေးလုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့အသိပေးထားပါတယ်။ဘုံကျဲတိုက်ခိုက်ခံရတာကြောင့်ထီလော်ဒေတာရွာကနေအိမ်73လုံးနဲ့စာတင်ကျောင်းတစ်ကျောင်းဘုံထိမှန်ပျက်စီးသွားပြီးတော့လူထိခိုက်ဒေဆုံးတာမရှိဘူးလို့ဆိုပါတယ်။ဇူလိုင်လ12ရက်နေ့ကလည်းမူဒရခရိုင်လူတော်မြို့နယ်တဲကောကျိုးကြီးရွာကိုတိုက်လေရင်နဲ့ဘုံလေးလုံးထောက်ပို့လေဝိုင်တွဲနဲ့ဘုံအလုံးပေါင်း30ကျော်ကျဲချတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အဲဒီတိုက်ခိုက်မှုကြောင့်ကလေးတူအပါဝင်စုစုပေါင်းအရက်သား4ဦးထိခိုက်ဒဏ်ရရှိပြီးနေအိမ်16လုံးနဲ့စပက်ကြီးတစ်လုံးဆိုင်ကယ်2စီးပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ KBSN ကဖော်ပြထားပါတယ်။ဒါပြင်အမတ်တစ်တမဟာဒုတုခဲမှာလဲဂျွန်လနဲ့ဇူလိုင်လအတွင်းကစစ်ကော်မရှင်တပ်ဟာတိုက်ပွဲဖြစ်ပွားတာမရှိတဲ့ဒေသတွေကိုလေကြောင်းလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်တာတွေဇက်တိုက်ပြုလုပ်ခဲ့တာကြောင့်အရက်သားပြည်သူတွေတေဆုံးထိခိုက်မှုတွေဖြစ်ခဲ့တဲ့အကြောင်းသိရပါတယ်။စစ်ကော်မရှင်တပ်ကတိုက်ပွဲမရှိတဲ့ဒေသမှာအရက်သားတွေနေထိုင်ရာနေရာတွေကိုပြစ်မှတ်ထားတိုက်ခိုက်နေတာကြောင့်ပြည်သူတွေအသက်အိုးအိမ်စီးစိမ်ဆုံးရှုံးနေရတဲ့အပြင်နေ့စဉ်လူနေမှုဘဝအသက်မွေးဝမ်းကြောင်းလုပ်ငန်းနဲ့လုံခြုံရေးအခြေအနေတွေဆွဆွရွာရွာထိခိုက်နေတဲ့အကြောင်းဖော်ပြထားပါတယ်။ကီမျိုးသားလူမျိုးရဲ့တပ်မတော် KNL ဒုတိယဗိုလ်ချုပ်ကြီးစောဘောကျော်ဟဲကစစ်ဦးစီးချုပ်ဖြစ်လာကဒုစစ်ဦးစီးချုပ်နေရာမှာတော့အမှတ်3တပ်မဟာမှုကိုခန့်အပ်လိုက်ပါတယ်။ကီမျိုးသားလူမျိုးရဲ့တပ်မတော် KNL ရဲ့စစ်ဦးစီးချုပ်နေရာမှာဒုစစ်ဦးစီးချုပ်ဒုဗိုလ်ချုပ်ကြီးစောဘောကျော်ဟဲကတာဝန်ယူကဒုတိယစစ်ဦးစီးချုပ်အဖြစ်အမှတ်3တပ်မဟာမှုစောလေးထရော့ကိုပြောင်းလဲတာဝန်ခန့်အပ်လိုက်တဲ့အကြောင်း KNL စစ်ဘက်ဆိုင်ရာထိပ်ပိုင်းသတင်းအရင်းမြစ်တွေထံကနေသိရပါတယ်။ပြီးခဲ့တဲ့မေလအတွင်းမှာပြုလုပ်ခဲ့တဲ့ကီမျိုးသားလူမျိုးတပ်မတော်တပ်ပိုင်းဆိုင်ရာအစည်းအဝေးမှာ KNL ရဲ့စစ်ဦးစီးချုပ်နဲ့ဒုစစ်ဦးစီးချုပ်တာဝန်အပြောင်းလဲကိုတင်ပြခဲ့ကြပြီးတဲ့နောက်ကာကွယ်ရေးဝန်ကြီးဌာနကစစ်ဗဟိုအလုပ်မှုဆောင်ကော်မတီ CEC မှာဆက်လက်အတည်ပြုဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။စောဘောကျော်ဟဲစစ်ဦးစီးချုပ်ဖြစ်လာကတပ်အစည်းအဝေးတုန်းကဆုံးဖြတ်ထားတာဖြစ်ပါတယ်။သူလည်းအဲ့ဒီကနေတာဝန်စယူနေပြီးသူ့နေရာမှာတော့တပ်မဟာ3တပ်မဟာမှုစောလေးထရော့ကိုခန့်အပ်ပြီးသူလည်းတာဝန်စတင်ယူနေပြီလို့ KNL တပ်မဟာမှုကပြောပါတယ်။အရင်က KNL ရဲ့စစ်ဦးစီးချုပ်တောင်းယူထားတဲ့ဗိုလ်ချုပ်ကြီးစောကျော်နေဟာကျမ်းမာရေးအခြေအနေကြောင့်ဆေးရုံတင်ထားရပြီးစကားပြောဆိုနိုင်ဖို့အခက်အခဲရှိနေတဲ့အကြောင်းလဲ၎င်းနဲ့နှိစက်ရသတင်းအရင်းမြစ်တွေထံကနေသိရပါတယ်။ KNL တပ်မဟာမှုကဖူးချော်နီကကျမ်းမာရေးလည်းမကောင်းလို့ဆေးရုံတင်ထားရတဲ့အရေးပေါ်ကြီးစုစောင့်ရှောက်မှုအောက်မှာရှိပါတယ်လို့ပြောပါတယ်။ဗိုလ်ချုပ်ကြီးစောကျော်နီနေရာမှာစစ်ဦးစီးချုပ်ဖြစ်လာတဲ့စောဘောကျော်ဟဲဟာအမှန်ကတပ်မဟာမူဒရခရိုင်လူတော်မြို့နယ်ထိမှုတက်ကြီးနယ်တရားတဲ့ကြီးရွာမှာမွေးဖွားခဲ့သူဖြစ်ပြီးမွေးချင်းမောင်နှမ9ဦးအန်တက9ယောက်မြောက်ဖြစ်ပါတယ်။1982ခုနှစ်ကလေးကကီမျိုးသားတော်လိုင်းတဲ့ကိုစတင်ရောက်ရှိခဲ့ရာလက်ရှိမှာတော့၎င်းရဲ့စစ်လုပ်တပ်ကအနှစ်40ကျော်ရှိနေပါပြီ။အမှန်ကတပ်မဟာစတင်ချိန်ကစောဘောကျော်ဟဲဟာဗျူဟာမှုတာဝန်နဲ့အထူးစစ်တင်တန်းရဲ့တပ်ရင်းမှုတာဝန်တွေကိုပူးတွဲထမ်းဆောင်ခဲ့ရုံမကပဲအမှတ်1တပ်မဟာအမှတ်2အမှတ်3တွေမှာခေါင်းဆောင်တွေနဲ့လည်းစစ်ရေးအရာအမြဲမပြတ်ပူးပေါင်းညှိနှိုင်းမှုတွေရှိသလိုလူထုချစ်ခင်ယုံကြည်မှုအခိုင်အမာရှိထားတဲ့ခေါင်းဆောင်တဦးလည်းဖြစ်တဲ့အကြောင်းသိရပါတယ်။ KNDO နေ့မှာအကြံဖတ်စစ်ကော်မရှင်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်တာကြောင့်ဒွဲလိုမြို့နယ်မှာရှိတဲ့စာတင်ကျောင်းနဲ့နေအိမ်12လုံးဖျက်ဆီးခဲ့ရပါတယ်။မူဒရခရိုင်အမှတ်5တပ်မဟာနယ်မြေဒွဲလိုမြို့နယ်ထီလော်တီထားကိုဇူလိုင်လ16ရက်နေ့မှာကြောက်တဲ့ကီမျိုးသားကာကွယ်တပ်ဖွဲ့ KNDO နေ့မှာပဲစစ်ကော်မရှင်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်စာတင်ကျောင်းတစ်ကျောင်းနဲ့ဒေသခံနေ12လုံးပျက်စီးသွားတဲ့အကြောင်းမြေပြင်သတင်းအရင်းမြစ်တွေထံကနေသိရပါတယ်။89နှစ်ပြည့်မွန်းလယ်တနင်္လာဝန်းကျင်ကနေညနေ3နာရီအထိထီလော်တီထားရွာကိုလေရင်နဲ့ဘုံကျဲတိုက်ခိုက်သွားတာဖြစ်ပြီးစာတင်ကျောင်းတဲ့နေနေဖျက်ဆီးဆုံးရှုံးမှုအပြင်အိမ်မက်တလိပ်ဆန်တွေလည်းတည်ဆုံသွားတယ်လို့အမှန်ကတပ်မဟာဘက်ကပြောပါတယ်။နေ့လယ်တနာရီကျော်လောက်ကနေ3နာရီအထိစစ်ကော်မရှင်တပ်ကလေကြောင်းနဲ့လာပစ်တာအဆောက်အဦတွေပျက်စီးတယ်ကျွဲနွားတွေလည်းထိပြီးလူနေအိမ်တွေနဲ့စာတင်ကျောင်းတွေပျက်စီးသွားတယ်လို့အမှန်ကတပ်မဟာရဲ့ပြောရေးဆိုခွင့်ရှိသူပဒိုစောထရိုရော်ဘင်ကပြောပါတယ်။ထီလော်တီထားရွာမှာနေနဲ့စာတင်ကျောင်းတွေထိခိုက်ပျက်စီးခဲ့တဲ့အပေါ်စေအုပ်စုရဲ့ဂျက်ဖိုက်တာနဲ့ဘုံလေးလုံးကျဲချတိုက်ခိုက်တာကြောင့်ဖြစ်တယ်လို့ထုတ်ပြန်ထားတာရှိပါတယ်။
အမှန်ကတက်မှနေပြီးမှနေမြေစိုးမိုးဖို့အတွက်စစ်ကော်မရှင်တပ်ကအင်အားအများအပြားနဲ့ထိုးစစ်ဆင်နေရမှာတော့ကင်းသားလူမျိုးတပ်မတော် KNL ပါဝင်တဲ့ပူးပေါင်းတပ်ဖွဲ့တွေနဲ့နှစ်ဖက်တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပါတယ်ပြီးခဲ့တဲ့မေလစံပိုင်းဂရက်ကဖာပုံဘက်ကိုတက်လာတဲ့စေအုပ်စုဟာဒွဲလိုမျိုးနဲ့ကတိုင်တိကျေးနယ်ထဲမှာရှိတဲ့ကတိုင်တိရွာနဲ့ဖာလိုပိုကျေးရွာဖျားကုန်းနေရာတွေကိုရောက်ရှိနေပြီးတော်လိုင်းတပ်ဖွဲ့တွေနဲ့အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားနေတဲ့အကြောင်းဒေသတွင်းသတင်းအရင်းမြစ်တွေအရသိရပါတယ်ဒါအတူအဆိုပါတိုက်ပွဲတွေအတွင်းမှာအကြံဖတ်စစ်ကော်မရှင်တပ်ကလက်နက်ကြီးပစ်ကူတွေမှာပြစ်မှတ်လွှဲချော်ပြီး၎င်းတို့စေအုပ်စုစစ်ကြောင်းထဲကြားရောက်ပောက်ကွဲခဲ့တာကြောင့်တပ်ဖွဲ့ဝင်အချို့ထိခိုက်ဒဏ်ရရှိမှုရှိတယ်လို့ကရင်စစ်ရေးသတင်းအရင်းမြစ်တွေထံကနေသိရပါတယ်လေကီကိုရဲကုန်းကစေအုပ်စုစစ်ကြောင်းချေမုန်းခံရတဲ့သတင်းထွက်ပြီးမှပဲစစ်ကော်မရှင်တပ်ကလေတက်အကူအညီနဲ့နှစ်ရက်စတိုက်ဘုံကျဲတိုက်ခိုက်နေပါတယ်ထိုင်းခေါ်သူလူနယ်ဆက်မြောက်ရီမြို့နယ်လေကီကိုမြို့တည်အထက်ရဲကုန်းနေရာမှာရှိတဲ့စစ်ကော်မရှင်စစ်ကြောင်းကိုဇူလိုင်လ16ရက်နေ့ကတော်လိုင်းတပ်ဖွဲ့တွေချေမုန်းနိုင်ခဲ့ပါတယ်အဲ့ဒီသတင်းထွက်ပြီးမှပဲညပိုင်းနဲ့ဇူလိုင်လ18ရက်နေ့နေ့လယ်ပိုင်းတွေမှာအဆိုပါဒေသတွေမှာအကြံဖတ်စစ်ကော်မရှင်တပ်ရဲ့လေတပ်ကဘုံကျဲတိုက်ခိုက်ခဲ့တဲ့အကြောင်းတော်လိုင်းတပ်ဖွဲ့တွေဘက်ကပြောပါတယ်လေကီကောအနီးမှာရှိတဲ့ကင်မျိုးသားလူမျိုးတပ်မတော် KNL ရဲ့ကာကင်းရဲကုန်းစခန်းကိုပြီးခဲ့တဲ့ဇူလိုင်လ23ရက်နေ့ကစေအုပ်စုကနေမစ်ဇိုင်းလက်နက်ကြီးလေကြောင်းတွေနဲ့ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာကြောင့်စခန်းယာယီဆုတ်ခွာပေးခဲ့ရတာဖြစ်ပါတယ်။သို့တော်လည်းပဲဇူလိုင်လ15ရက်နဲ့16ရက်နေ့မှာချစ်ချင်းတက်လာတဲ့စေအုပ်စုစစ်ကြောင်းကို KNL ပါဝင်တဲ့ဒေါ်လိုင်းပူပေါင်းတပ်တွေကဖျက်တောက်တိုက်ခိုက်ခဲ့ရမှာတော့စစ်သုံးပန်း4ဦးနဲ့လက်နက်ခဲယမ်းတွေတင်ဆက်ရမိခဲ့ပါတယ်ဒါပြင်စစ်ကြောင်းတစ်ကြောင်းလုံးပါချေမုန်းခံလိုက်ရတဲ့သတင်းထွက်လာပြီးလေတက်အကူအညီနဲ့စေုပ်စုကလာရောက်တိုက်ခိုက်နိုင်ခဲ့တယ်လို့ KNL တပ်ဖွဲ့ဝင်တဦးကပြောပါတယ်သူတို့ကမြေပြင်ကတက်လာတော့ကျွန်တော်တို့ကဖျက်တိုက်တယ်စစ်ကြောင်းတစ်ကြောင်းလုံးပြတ်သွားတယ်ဆိုတဲ့သတင်းကမနေ့ညကပြန်သွားတော့ဟိုမှာနယ်မြေရှင်းလင်းလုပ်နေတော့လေတေကျွန်းခုနှစ်ပင်ရဲကုန်းနဲ့ကြောက်တောင်ကျောတွေပတ်ပြီးလေရင်နဲ့ထက်ကျဲနေတာလို့ရှေ့တန်းမှာရောက်နေတဲ့အဆိုပါတပ်ဖွဲ့ဝင်ကပြောပါတယ်လက်ရှိလေကြောင်းတိုက်ခိုက်မှုတွေကြောင့်တေပေါ်ဘူးနဲ့တဲဖြူချောင်းကြီးရွာတွေကစစ်ပေးချောင်တွေဟာထိုင်းနိုင်ငံဘက်ခြမ်းမှာရှိတဲ့ဖုတ်ဖားနဲ့မော်လီချမ်းကြီးရွာတွေဘက်ကိုအရေးပေါ်တင်းရှောင်ဖို့ပြင်ဆင်နေရတဲ့အကြောင်းတေပေါ်ဘူးစစ်ပေးချောင်စခန်းနေသူတွေထံကနေသိရပါတယ်။စေုပ်စုကဝေါ်လီမှာရှိတဲ့၎င်းတို့စစ်ဗျူဟာကုန်းကိုကာကွယ်ရေးအပါအဝင်ဒေါ်လာရေးတပ်ဖွဲ့တွေထံလက်လွတ်ဆုံးရှုံးထားတဲ့ထိုင်းကော်တူးလေးနယ်စပ်မှာရှိတဲ့တပ်စခန်းတွေကိုပြန်လည်ရရှိဖို့အတွက်မြေပြင်ရောလေကြောင်းကပါထိုးစစ်ဆင်တိုက်ခိုက်နေတာဟာ၈လကျော်ကြာမြင့်လာခဲ့ပြီဖြစ်ပါတယ်။တို့ပေမဲ့မြေပြင်ကနေစစ်ကူပို့ဆောင်တဲ့ဖလူးမလက်ပံလမ်းကို KNL မဟာမိတ်တပ်တွေကဖျက်တောက်တိုက်ခိုက်တာရှိတာကြောင့်စေုပ်စုကလေကြောင်းတိုက်ခိုက်မှုတွေနဲ့မစ်ဇိုင်းအတွဲလိုက်ပစ်ဒရုန်းတွေပစ်ခတ်မှုကိုသာအထူးအားပြုပြီးတိုက်ခိုက်နေရတဲ့အကြောင်းကရင်စစ်ရေးသတင်းအရင်းမြစ်တွေထံကနေသိရပါတယ်။မြန်မာနိုင်ငံအတွက်လူသားချင်းစာနာမှုအကူအညီပေါင်း10 တန်းကျော်ရှော့ချလိုက်တဲ့ပြည်ထောင်အစိုးရကိုဘာမာကမ်ပိန်း UK ကရှုတ်ချလိုက်ပါတယ်မြန်မာလူဦးရေထက်ဝက်ကျော်ဆင်းရဲမွဲတေမှုမြင့်တက်နေတဲ့အချိန်မှာလူသားချင်းစာနာမှုအကူအညီပေါင်း10.3 တန်းရှော့ချလိုက်တဲ့ပြည်ထောင်အစိုးရကိုပြည်ထောင်စွာရှုံချတဲ့အကြောင်းဘာမာကမ်ပိန်း UK ကဇူလိုင်လ18ရက်နေ့မှာထုတ်ပြန်ထားပါတယ်ပြည်ထောင်နိုင်ငံသားရုံးကထုတ်ပြန်တဲ့နှစ်ပတ်လည်အစီရင်ခံစာမှာမြန်မာနိုင်ငံအတွက်ရခိုင်ကသတ်မှတ်ထားတဲ့လူသားချင်းစာနာမှုအကူအညီကိုပြည်ထောင်အစိုးရက66တန်းကနေ55.3 တန်းအထိရှော့ချလိုက်တာဖြစ်ပါတယ်။အချိန်ကာလအပြင်ပြည်ထောင်အစိုးရရဲ့အခုနှစ်ဘဏ္ဍာရေးက2029နှစ်အထိအနည်းဆုံးကြာချိန်သတ်မှတ်ထားတဲ့အကြောင်းလဲထုတ်ပြန်ချက်ကဆိုပါတယ်။အဆိုပါကြေညာချက်ကိုပြည်ထောင်ကကမ္ဘာ့ဖလားဘောလုံးပွဲသတင်းတွေလူစိတ်ဝင်စားမှုမြင့်တက်နေတဲ့အချိန်မှာထုတ်ပြန်ခဲ့တာဖြစ်ပြီး80%မြန်မာပြည်သူတွေစီးရဲမွဲတေမှုနဲ့ရင်ဆိုင်နေရတဲ့အချိန်မှာပြည်ထောင်အစိုးရရဲ့လူသားချင်းစာနာမှုအကူအညီရှော့ချတဲ့အပေါ်ဘာမာကမ်ပိန်း UK ကရှုတ်ချထားပါတယ်။ပြည်ထောင်ရဲ့အကူအညီတွေဟာမြန်မာပြည်သူတွေအတွက်အသက်ကိုကယ်တင်နေတာဖြစ်လို့အခုလိုဖြတ်တောက်လိုက်တာဟာလူတွေကိုတေတွင်းတွန်းပို့လိုက်တာပါပဲလို့ဘာမာကမ်ပိန်း UK ရဲ့အမှုဆောင်ဒါရိုက်တာကထုတ်ပြန်ချက်မှာပြောပါတယ်။ဒါပြင်ပြည်ထောင်အစိုးရရဲ့လုပ်ရက်ကအရက်သားတွေကိုပြစ်မှတ်ထားတိုက်ခိုက်တာကြောင့်တော်လိုင်းအင်အားစုတွေကိုစိတ်တက်ပြတ်အောင်ဖန်တီးနေတဲ့စေအုပ်စုအတွက်ဝမ်းသာစရာဖြစ်တယ်လို့တစ်ဖက်တစ်လမ်းကအကူအညီပေးရရောက်နေတဲ့အကြောင်း၎င်းအဖွဲ့ကထောက်ပြထားပါတယ်။ဘာမာကမ်ပိန်း UK ရဲ့အမှုဆောင်ဒါရိုက်တာကဆက်လက်ပြီးတော့ပြည်ထောင်အစိုးရကမြန်မာစစ်တပ်စီကိုတွားနေတဲ့လက်နက်နဲ့ငွေကြေးတွေကိုဖျက်တောက်ပစ်မဲ့အစားကူညီထောက်ပံ့မှုတွေကိုဖျက်တောက်လိုက်ပြီးမြန်မာပြည်သူတွေကိုပြစ်ပယ်ထားပါတယ်လို့ဖြေဆိုပြောပါတယ်။ဒါအတူထုတ်ပြန်ချက်မှာတော့ပြည်ထောင်အစိုးရရဲ့မြန်မာစေအုပ်စုအပေါ်တန်ခတ်ပိတ်ဆို့မှုတွေနှစ်နဲ့ချီရက်ဆိုင်နေတဲ့အချိန်မှာစေအုပ်စုက2နာရီခွဲကိုတစ်ချိန်နှုန်းနဲ့မြန်မာပြည်တွင်းလေကြောင်းတိုက်ခတ်မှုတွေလှုပ်ဆောင်နေပြီးတရက်နဲ့3နာရီကြာလျင်ကလေးငယ်တဦးသေဆုံးနေရတဲ့အကြောင်းလည်းသိရပါတယ်။အကြံဖတ်စစ်ကော်မရှင်တပ်ကအာဏာမသိမ်းခင်2015ခုနှစ်နောက်ပိုင်းမှာပြည်ထောင်အစိုးရကမြန်မာနိုင်ငံအတွက်လူသားချင်းစာနာမှုအကူအညီစတာလင်ပေါင်းတန်း90ကနေ130ဝန်းကျင်နှစ်စဉ်ပံ့ပိုးကူညီမှုရှိခဲ့ပါတယ်။သို့တော်လည်းပဲအာဏာသိမ်းပြီးကာလတွေမှာတော့အကူအညီရဲ့83%အထိဖြတ်တောက်ခဲ့တာရှိတယ်လို့
လို့ဘာမှခံပင် UK ကဆိုပါတယ်အာရှလန်မှာကျုံတိုးဘက်ကနေမြောက်ရီဘက်ကိုစစ်ကူလာတဲ့စစ်ရင်တန်းကနေစစ်ကားတစ်စီးတိမ်းပေါက်ပြီးစစ်သားတွေထိခိုက်ဒေဆုံးမှုရှိနိုင်ပါတယ်။ကော်တူးလီနယ်ကအာရှလန်တနေရာမှာဇွန်လ17ရက်နေ့မနက်7:20မိနစ်20အချိန်မှာကျုံတိုးဘက်ကနေမြောက်ရီဘက်ကိုဦးတီမောင်းနေလာတဲ့စစ်တပ်ရဲ့စစ်ကူရင်တန်းအတွင်းမှာပါဝင်တဲ့စစ်ကားတစ်စီးတိမ်းပေါက်မှုဖြစ်ပွားခဲ့ပြီးစစ်သားတွေထိခိုက်ဒေဆုံးမှုရှိနိုင်တဲ့အကြောင်းဒေသတွင်းသတင်းအရင်းမြစ်တွေကဆိုပါတယ်။အဆိုပါစစ်ကားတန်းဟာကျုံတိုးဘက်ကနေမြောက်ရီဘက်ကိုစစ်သားအပြည့်တင်ဆောင်လာတဲ့စစ်ကားကြီး8စီးပါရင်တန်းဖြစ်ပြီးအာရှလန်အတိုင်းယူလျာဆင်စစ်ကားတစ်စီးတိမ်းပေါက်ခဲ့တာဖြစ်တဲ့အကြောင်းသိရပါတယ်။အာရှလန်မှာစစ်ကားတိမ်းပေါက်ပြီးတဲ့နောက်မြောက်ရီဘက်ကနေလူနာတင်ရင်9စီးကနဲ့ရက်သားရင်ချိုးအာရှလန်ဘက်ကိုအရေးပေါ်ရောက်ခဲ့တဲ့အကြောင်းအဲ့နောက်မှာတော့စစ်ကောင်စီရဲ့ DC3 ရင်3စီးနဲ့ထိခိုက်ဒဏ်ရာရစစ်သားတွေကိုတည်ဆောင်သွားခဲ့ပြီးစစ်သားလူနာ15ဦးထပ်မံပါရှိတဲ့အကြောင်းသိရပါတယ်။ DC3 စစ်ကား3စီးနဲ့လူနာတွေတည်သွားတယ်15ဦးထပ်မံပါတယ်။ကားနောက်မှာပက်လက်ဖြစ်နေတဲ့စစ်သားတွေအများကြီးတွေ့ရတယ်။ဒေဆုံးသူတွေလည်းရှိနိုင်တယ်လို့မြောက်ရီအခြေဆိုင်သတင်းအရင်းမြစ်တူကပြောပါတယ်။မနက်7:00နာရီခွဲအချိန်မှာထိခိုက်ဒဏ်ရာရသူတွေကိုညီနောင်လမ်းဆောင်ကနေတဆင်မြောက်ရီစေကြီးကိုပို့ဆောင်နေတဲ့အကြောင်းအခုအချိန်ထိလူနာတွေတည်ယူမှုလှုပ်ဆောင်နေဆဲဖြစ်တဲ့အကြောင်းသိရပါတယ်။အခုတော့လူနာတင်ရင်တွေနဲ့မီတာဂရိန်းတွေကတင်ကန်းညီနောင်ကနေအာရှလန်ဘက်ကိုထပ်ဆင်သွားတယ်လို့ဒေသတွင်းသတင်းအရင်းမြစ်တွေကပြောပါတယ်။ကျိုက်ထိုလမ်းပိုင်းမှာလူငယ်၄ဦးစစ်မှုထမ်းပေါ်တာဆွဲခံရတယ်လို့သိရပါတယ်။ဒုတိယခရိုင်ကျိုက်ထိုမြို့နယ်ခလွန်ကျေးရွာနဲ့စပ်ပနူးကျေးရွာလမ်းပိုင်းမှာဇူလိုင်လ15ရက်နေ့ကလူငယ်၄ဦးစစ်မှုထမ်းဖို့အတွက်ပေါ်တာဆွဲဖမ်းဆီးခံလိုက်ရတယ်လို့ဒေသခံတွေကပြောပါတယ်။ဖမ်းဆီးခံလိုက်ရတဲ့လူငယ်တွေဟာအသက်20ကနေ30အရွယ်ရှိတဲ့ကျောက်ရည်ကန်ကျေးရွာနဲ့စပ်ပနူးကျေးရွာကဒေသခံလူငယ်တွေဖြစ်ပြီးအလောက်ကနေပြန်လာစဉ်စစ်မှုထမ်းပေါ်တာဆွဲဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။ဒေသခံတွေရဲ့ပြောပြချက်မှာတော့အာဏာသိမ်းအကြမ်းဖက်စစ်ကော်မရှင်တပ်နဲ့ပြည်သူ့စစ်ပူးပေါင်းအဖွဲ့တွေဟာအလုတ်ကနေပြန်လာတဲ့လူငယ်၄ဦးကိုဖမ်းဆီးပြီးတဲ့နောက်ကားပေါ်ကိုချက်ချင်းတင်ဆောင်ပြီးဆိုင်ကယ်တွေကိုတော့လမ်းမှာပဲထားသွားတာဖြစ်ပါတယ်။ဖမ်းဆီးခံလိုက်ရတဲ့လူငယ်တွေကိုကြိုက်ထုံမြို့မှာရဲစခန်းဓမ္မယုံမှာဖမ်းဆီးထားပြီးမိသားစုဘက်ကလက်ရွေးပေမဲ့စစ်မှုထမ်းဖမ်းဆီးထားတာကြောင့်ပြန်လွတ်မပေးနိုင်ဘူးလို့ဆိုပါတယ်။ကြိုက်ထုံမြို့မှာရဲစခန်းအရှိဓမ္မယုံမှာအခုလအတွင်းစစ်မှုထမ်းအတွက်အာဏာသိမ်းစစ်တပ်ဖမ်းဆီးထားတဲ့လူငယ်10ဦးထပ်မံရှိပြီးအဲ့ဒီလူငယ်တွေကိုလာမယ့်အပတ်အတွင်းမော်လမြိုင်မြို့မှာရှိတဲ့စစ်သားစုဆောင်ရေးတပ်ထံကိုပို့ဆောင်သွားမယ်လို့သိရပါတယ်။ကြိုက်ထုံမြို့နယ်မှာပြီးခဲ့တဲ့မေလကစပြီးစစ်ကော်မရှင်တပ်နဲ့ပြည်သူ့စစ်အဖွဲ့တွေဟာဒေသအတွင်းမှာရှိတဲ့လူငယ်တွေကိုနှိလန့်အမျိုးမျိုးနဲ့ဖမ်းဆီးပြီးတဲ့နောက်စစ်မှုထမ်းတပ်သားစုဆောင်မှုတွေလှုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။တနောတိုင်းမြို့နယ်ကွင်းသေးကျေးရွာအတွင်းကိုအာဏာသိမ်းကျန်းဖတ်စစ်ကော်မရှင်တပ်ကကာမီကာဇင်ဒရုန်းနဲ့လာရောက်ပုံကျဲတိုက်ခိုက်ခဲ့ပါတယ်။ကောက်တူလေအုပ်ချုပ်နယ်မြေအမတ်လေးတပ်မဟာမြေတွယ်ကတနောတိုင်းမြို့နယ်တကြက်ကျေးရွာအုပ်စုကွင်းသေးကျေးရွာအတွင်းကို2026ခုနှစ်ဇူလိုင်လ18ရက်နေ့ညနေ3:15မိနစ်အချိန်မှာတိုက်ပွဲဖြစ်ပွားတာမရှိဘဲနဲ့အာဏာသိမ်းအကြမ်းဖက်စစ်ကော်မရှင်တပ်ကစစ်ကော်မရှင်တပ်ရဲ့တပ်ရင်း961ကနေကာမီကာဇင်ဒရုန်းနဲ့လာရောက်ပုံကျဲချတိုက်ခိုက်ခဲ့တာကြောင့်ကျေးရွာအတွင်းမှာရှိတဲ့စာတင်ကျောင်းအလဲငယ်ထိခိုက်ပျက်စီးခဲ့ရတဲ့အကြောင်းသိရပါတယ်ခင်ဗျာ။